ကဲဒီတစ်ပတ်ကျွန်တော်မြင်တာလေးပြမယ်နော်ဒီမှာဗျဒီနှလုံးကိုဒီနှလုံးကြတော့ရှစ်ဒီနှလုံးကခွန်ဒီနှလုံး6ဆိုရင်တော့3ထိပ်လာအောင်ပါပဲနော်3ထိပ်လာအောင်ပါနောက်တစ်ခါဒီနှလုံးခွန်ဒီနှလုံး6ဒီနှလုံး5ဒီနှလုံး4ဆိုရင်တော့တစ်ခါပေါ့ဗျာဒီကအဲ့ဆိုရင်ကျွန်တော်တို့ကပါရသွားမလဲဆိုရင်3ထိပ်နဲ့တစ်ခါရသွားမယ်လာနော်ကြည့်လိုက်ဒီနှလုံးကိုဒီနှလုံး8ဒီနှလုံးခွန်ဒီနှလုံး6ဒီလိုခွန်ဒီလို6ဒီလို5ဒီလို4ဆိုတော့တစ်ခါ3တစ်ချေရရသွားအပိတ်ကတော့လွယ်ပါတယ်ဒီနှလုံးပေါင်း2ရယ်ဒီကဂွား2ရယ်ပေါင်းရင်4ဒီနှလုံးပေါင်း30ရယ်ဂွား4ရယ်ပေါင်းတော့လေ4ပဲဒီနှလုံးပေါင်း9ရယ်ဂွား9ရယ်ပေါင်းတော့4ပဲအဲ့ဒါဒီနှလုံးပေါင်း9နဲ့ဂွား9နဲ့ပေါင်းမှ4မှာအဲ့ဒါကျွန်တော်တို့6နောက်ပိတ်လိုက်တော့36ဗျာ36ကြိုက်ရင်နည်းနည်းတော့လှုပ်ထားပါဗျာနော်တို့ကျွန်တော်ကဒါမြင်တာလေးတွေတကန်း2ကတ်3ကတ်4ကတ်ကြော်လေးတွေပေါ့ကျွန်တော်3ကတ်ကြော်တာကြိုက်တာ3ကတ်ကြော်ကတော့ကျွန်တော် organ ထားတာဆိုတော့နီးမှပဲပြတာမယ်နော်ဒီနေ့တော့ဒီလောက်ပဲ